န်ကောက်မှာရောက်နေပြီးတော့ဖူဖူရဲ့ hot pot နဲ့မာလာရှမ်းကောလေးတွေကိုလွမ်းနေကြတဲ့သူလေးတွေရှိကြလာတယ်ဒီနေ့တော့စူဇန်တို့တငယ်ချင်းတွေဒီဖက်ခနုံမှာဖွင့်ထားတဲ့ဖူဖူပေါ့နော်ဒီဆိုင်တစ်ကလေးမှာ hot pot နဲ့မာလာရှမ်းကောလေးသွားစားပစ်ခဲ့ကြပါတယ်ဒီဖူဖူဆိုင်လေးကဖက်ခနုံ BBF ကနေစစ်စင်းချင်းဒီဘေးနားမှာတွေ့ရတဲ့ဖူမောရဲ့ဒုတိယထပ်မှာရှိပါတယ်BDS တရားပေါ်ကနေလည်းလှမ်းမြင်ရပါတယ်เนาะဖူဖူဆိုတဲ့ဆိုင်ဘုတ်လေးကိုမြင်ရပါတယ်အခုစူဇန်နဲ့တူတူဒီဖူဖူဖက်ခနုံဆိုင်လေးကိုသွားကြရအောင်ဒါလေးကတော့ဆိုင်နဲ့ဝင်ချင်းအနေထားလေးကိုရိုက်ပြထားတာပါသူ့ဆိုင်လေးကအရန်ကြီးတော့မကျဲပေမဲ့ဒီမှာအဲကွန်အေးလေးနဲ့အေးစေးထိုင်စားလို့ရပါတယ်ပြီးတော့သူ့ဆိုင်မှာဆက်မီနူးနဲ့ဒီလိုမျိုး grand လိုက်ပေါ့နော်ကိုရွေးချယ်စားလို့ရတယ်ဈေးနှုန်းလေးတွေလည်းဒီမီနူးထဲမှာပြထားပေးပါတယ်ပြီးတော့ဒီမှာပေါ့နော်ကိုစိတ်ကြိုက်ဒီမှာ grand လိုက်ရွေးစားခြင်းတဲ့သူတွေဆိုလို့ရှိရင်ဒီလိုအသားပန်းလေးတစ်ပန်းဆိုလို့ရှိရင်ဘတ်50ပါအသားလုံးနဲ့အသီးရွက်လေးတွေကတော့100 gram စီအလိုက်ဈေးနှုန်းလေးတွေရှိပါတယ်ဒီမှာစူဇန်ကြည့်သလောက်ပေါ့နော် seafood ကတော့အရင်စုံတဲ့ထဲမှာမပါပါဘူးအရင်ရွေးစရာမရှိသေးဘူးပေါ့နော်ဆိုင်ဖွင့်ကားစားမို့လို့လည်းဖြစ်မယ်နဲ့တူပါတယ်ဒီနေ့စူဇန်တို့သွားခဲ့တော့ခောက်ဆွဲကလည်းဒီတစ်မျိုးပဲတွေ့ခဲ့ပါတော့တခြားခောက်ဆွဲအမျိုးအစားတွေတော့ရွေးစရာတော့တိတ်မတွေ့ခဲ့ဘူးအသီးရွက်ကလေးတွေကတော့အိုင်တန်လေးတွေတော့စုံပါတယ်ရွေးစရာလေးပေါ့နော်ပြီးတော့အသီးရွက်ကကြတော့100 gram မှဘတ်30ပဲရှိပါတယ်အသားလေးတွေကလည်းအခုစူဇန်ပြထားသလောက်ပဲပေါ့နော်သူတို့ဒီမှာခြာထားပြီးတော့စက်သားဝက်သားအမဲသားပေါ့နော်ဒါပေမဲ့အရန်ကြီးတော့အများကြီးစုံလင်တော့မရှိသေးပါဘူးဒီမှာအချင်းကတော့လေကိုစိတ်ကြိုက်ကိုယ့်ဘာသာကိုအဆင်ပြေသလိုထည့်ပြီးတော့ဆက်လာခဲ့ပါတယ်ဆိုတော့နန်းမင်းလဲစားရသူဆိုတော့နန်းမင်းတို့ဒီစက်တုံမြိတ်တို့ထည့်ပြီးတော့လေငယ်သူဆက်နဲ့စက်တုံဖြူတို့နဲ့ထည့်လာပြီးတော့ကိုယ့်ဘာသာကိုစိတ်ကြိုက်ဆက်ပြီးတော့အချင်းလေးကိုတော့တအားကြီးကြိုက်နေရပါပြီးတော့ဒီမှာကလေးအခုပေါ့နော်နိုဝင်ဘာလတစ်လလုံးကို25% promotion ရှိပါတယ်အဲ့ဒါကတော့နေ့ကင်း12နာရီကနေညနေ3နာရီအတွင်းကို Monday to Friday သွားစားမယ်ဆိုလို့ရှိရင်25% promotion ပေါ့နော်သူကကိုယ့်ရဲ့ Facebook တို့ Instagram တို့ TikTok တို့မှာဆိုင်ကိုတက်ပြီးတော့ဒီလိုမျိုး post လေးတစ်ခုတင်ပေးမယ်ဆိုလို့ရှိရင်25% promotion ရှိပါတယ်ပြီးတော့ဆိုင်မှာကဝန်ထမ်းတွေကလည်းမြန်မာတွေပဲဆိုတော့ကိုသိချင်တာလေးတွေကိုလိုချင်တာလေးတွေလည်းပြောပြီးတော့မှာစားလို့ရပါတယ်သူတို့ဝန်ထမ်းလေးတွေကလည်းသဘောကောင်းပြီးတော့တည်ချာချာလေးရှင်းပြပေးတယ်ပေါ့နော်အေးကတော့လိမ္မော်ရီတစ်မျိုးပဲဒီနေ့တွေ့ခဲ့ပါတယ်လိမ္မော်ရီနဲ့ရေနဲ့ကတော့ free flow ပေါ့နော်အနေစူဇန်တို့ကတော့ hot pot ကိုမှာတုံရန်အရသာရယ်မာလာရယ်ပြီးတော့ရိုးပေါ့နော်အချိုရယ်ဆိုပြီးတော့3မျိုး hot pot ဟင်းရကတော့3မျိုးရွေးပြီးတော့စားခဲ့ပါတယ်ပြီးတော့မာလာရှမ်းကောလေးလည်းစားချင်တာမို့လို့မာလာရှမ်းကောပွဲကြီးတစ်ပွဲလည်းမှာစားခဲ့ပါတယ်ဘန်ကောက်မှာရောက်နေတဲ့သူတွေတော့ကတော့ဘတ်100ကျော်မြန်မာငွေ1000ဝဲဝန်းကျင်လောက်နဲ့ဟော့ပေါ့ဒါမှမဟုတ်မာလာရှမ်းကောဆက်ကလေးကိုဒီဖူဖူရဲ့ဖက်ခနုံဆိုင်မှာလာရောက်စားသုံးလို့ရနေပါပြီเนาะ